はい、皆さん。アンドリー様とめがよ、私と一緒に勉強しようと思いますね。今日は勉強するのは第5週の6日目。どんな様子ですか ?2 番にပဲဖြစ်ပါတယ်။ဘလို့ပုံမှန်တရံမျိုးလဲတဲ့ဆိုပြီးဖြစ်ပါ။အရှိဗီဒီယိုမှာတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့ကိုဖြစ်နေတဲ့အခြေအနေကိုပြပြသွားတယ်။အခုတစ်ခါမှာကျတော့ကိုနီနာမှာရှိတဲ့အရာဝတ္ထုတွေပြီးရင်အခြေအနေတွေကိုရဲ့ပုံမှန်တရံတွေကိုပြောပြမှာပေါ့နော်။ဘလို့ပုံမျိုးတွေဖြစ်နေလဲဆိုတာကိုပြောပြမှာပဲဖြစ်ပါတယ်။じゃあ一緒に勉強しましょうね。ပန်းပွင့်သည်ပန်းပွင့်တယ်ဆိုရင်花が咲く花が咲くပန်းပွင့်သည်ဟုတ်ပြီပန်းကြွေကျသွားတယ်ဆိုလို့ရှိရင်花が散る花が散るပြီးရင်သစ်ပင်ကညှိုးသွားပြီသစ်ပင်ကတည်သွားတယ်ပေါ့ဆိုနော်အဲ့လိုဆိုလို့ရှိရင်木が枯れる木が枯れるပါနောက်တစ်ခုတောင်ပြိုကျသည်တောင်ပြိုကျသည်ဆိုရင်山が崩れる山が崩れるပြီးရင်တောင်ပေါ်မှာမတ်ဆောက်တဲ့တောင်ဆိုရင်険しい山険しい山နောက်တစ်မျိုးရှောဆောက်ပြည့်ပြည့်တဲ့ရှောဆောက်ဆိုရင်နာဒါရာခနာစက္ကာနာဒါရာခနာစက္ကာဘူးကပုံပြတ်သွားတယ်ဘူးကပုံပြတ်သွားတယ်ဆိုလို့ရှိရင်ဟာကိုကစုပူရဲလူဟာကိုကစုပူရဲလူဘူးကပုံပြတ်သွားတယ်ဘလို့လဲစက်ကူဘူးလေးတွေပေါ့နော်ကိုကခြေလိုက်တဲ့အခါမှာပုံပြတ်သွားတယ်အဲ့လိုပုံစံမျိုးပြောချင်တာပါထုချေဖြတ်စည်းတဲ့စာကြောင့်စုဘူးထုချေဖြတ်စည်းတဲ့ခြေပလိုက်တယ်ပေါ့ပြီးရင်ပေါ်လောပေါ်သည်ဥခုပါနစ်မြုပ်တယ်သူရဲ့ဆန့်ကျင်ဘက်နစ်မြုပ်သည်ရှိစုမှုနောက်တစ်မျိုးအိုက်ဆက်ဆက်ဖြစ်တယ်ရာသီဥတုကအိုက်ဆက်ဆက်ဖြစ်တယ်ဆိုရင်မူရှိအားဆွေနောက်တစ်ခုပုတ်တိုးသည်အသားငါးတွေပုတ်တိုးတယ်ဆိုရင်ခူစားရုပြီးရင်ဘက်တရီးယားမိုတွေပေါက်တယ်ဒီပေါင်မုန့်တွေပါတယ်ဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ရက်ကျော်လွန်သွားတဲ့အတွက်ကြောင့်ဒီမိုတွေတက်လာတယ်ဆိုလို့ရှိရင်ခါပြီးကဟာရဲရုပြီးရင်ထူးဆန်းတဲ့အနံ့ရနေဒီလွန်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်အနံ့တစ်မျိုးကြီးဖြစ်နေရဆိုရင်ဟန်းနာနီဝိကစုလူဟန်းနာနီဝိကစုလူအနံ့ရသည်နီဟိုဥပါရှင်စရာကောင်းသောတဝါသူ့အကျယ်အားရှင်စရာကောင်းတယ်ဆိုတဲ့တဝါပေါ့နော်ချက်ကြည့်နဲ့အဲ့လိုမျိုးလောက်ဒီပုံစံမျိုးပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါတော့君が悪い生き物ဒါမှမဟုတ်ရင်気持ちが悪い生き物ကိုယ့်ရဲ့ရင်းနှီးတဲ့တငယ်ချင်းဆိုလို့ရှိရင်親しい友人အချစ်ဆုံးတငယ်ချင်း best friend အချစ်ဆုံးတငယ်ချင်းရှင်ယူပါမသင်္ကာစရာကောင်းတဲ့အမျိုးသားဆိုလို့ရှိရင်အဲ့ကလူကမသင်္ကာစရာကောင်းတယ်ဆိုလို့ရှိရင်怪しい男ပြီးရင်ကြောက်စရာကောင်းတဲ့မှုကင်းပေါ့နော်အဲ့ကမှုကလုံးဝကြောက်စရာကောင်းတဲ့恐ろしい時間ပါနောက်တစ်မျိုးဓာတ်ပေါ့နော်အဲ့ဓာတ်မှာတန်ကြီးတက်နေတဲ့ဓာတ်ဆိုရင်စာပိတာဟိုချောတန်ကြီးတက်သည်စာပိလူပါဒါကတန်ကြီးမတက်နေဘူးချွန်ထက်နေတာပဲထက်မြက်တယ်ချွန်ထက်တယ်ဆိုလို့ရှိရင်ဇူလူတိုဤပါတုံးတယ်ဆိုချွန်တယ်ဆိုတဲ့ဆန့်ကျင်ဘက်တုံးတာကနီဘူးဤပြီးရင်နှေးကွေးတော့ကကိုနည်းနည်းလေးမောင်းနေတယ်ရှေ့ကနည်းနည်းလေးမောင်းနေတယ်နူရောဤခူရုမှာလုံခြုံစိတ်ချရတဲ့နေရာဆိုလို့ရှိရင်အန်ဆန်နာဘာရှောနောက်တစ်ခုမှောင်ပြဖြစ်နေတဲ့အခန်းပေါ့နော်ဒီတအားကြီးမှောင်တာလည်းမဟုတ်တအားကြီးအလင်းရောင်လည်းတအားလည်းမရှိဘူးပေါ့နော်မှောင်ပြလေးဖြစ်နေအခန်းဆိုလို့ရှိရင်ဥစုကူရိုင်းဟဲရပေါ့နော်နောက်တစ်ခုကသူနဲ့ဆန့်ကျင်ဘက်မျက်စိကျိန်းတဲ့အလင်းရောင်လုံးဝကိုမျက်စိကိုကျိန်းနေတဲ့အရာကမာဘူးရှိအာကားတွေပါအသေးစိတ်ရှင်းပြထားတဲ့စာရွက်ဆိုလို့ရှိရင်ခူအားရှိစစ်စွမေးလျှော်အသေးစိတ်ရှင်းပြထားတဲ့စာရွက်နောက်တစ်မျိုးအဓိပ္ပာယ်မရှိတဲ့ဝတ္ထုဒီကဝတ္ထုကလုံးဝကိုအဓိပ္ပာယ်မရှိဘူးခူရာရနာကြီး
小စစ်စစ်ခူရာနိုင်小စစ်စစ်အဓိပ္ပာယ်မရှိတဲ့စကားခူရာနိုင်ယူခုတ်တိုခုပေါ့နော်ပြီးရင်မမမကန်ဖြေတယ်ဆိုလို့ရှိရင်တေတာရာမဲနိခိုတာယေရုတေတာရာမဲနိခိုတာယေရုမမမကန်ဖြေတယ်ဆိုပြီးအဓိပ္ပာယ်ပါနော်자皆さん今日も良い一日をまたビデオに会いましょうね